ကင်မရာချက်မှာတရားချက်ကန်တယ်ကျွန်တော်နဲ့ဆက်ရိုက်စကားပြော โอเคနေချင်တာအမခုံကျိုးအောင်ဘယ်လိုရိုက်လဲဆိုတော့ကျွန်တော်သိချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်လည်းကျေးဇူးလိုက်ကြပါဟုတ်ကဲ့ကျေးဇူးလိုက်အထူးကလည်းလာခဲ့ပါဟုတ်ကဲ့ပါကိုမင်္ဂလာပါမင်္ဂလာပါညီလေးကိုနာမည်နဲ့လာရောက်ရှင်ပြိုင်တဲ့မျိုးနယ်လေးကျွန်တော်အခုနာမည်ကတော့ကျော်စင်လက်ပါလာရောက်ရှင်ပြိုင်တဲ့မျိုးကတော့ဖွင့်ညံကုန်မျိုးပါလာရောက်ရှင်ပြိုင်တာပါအခုဘယ်တန်းနေမှာပါဝင်ရှင်ပြိုင်တာလဲဆိုတော့ကျွန်တော်သိရတယ်အခုကတော့45နှစ်အောက်မှာလာရောက်ရှင်ပြိုင်တာပါဟုတ်ကဲ့ပွဲတွေ့ကြုံလေးရအောင်လို့ဒီမှာလာကစားတဲ့ခံစားချက်လေးလည်းသိပြတယ်ခံစားချက်ကတော့အနိုင်နာမနိုင်နာအပါထားပါတော့ဒီမှာဘောင်းစပေါ်မှာပွဲချီကျင်းပနေတော့အခုလည်းပါဝင်ရှင်ပြိုင်နေတာနဲ့လာရောက်ရှင်ပြိုင်ပြတာပါကျွန်တော်နာမည်ငိမ့်ထက်ပါပျော်ပွဲမျိုးနဲ့လာတာပါဟုတ်ကဲ့အခုဒီမှာပါဝင်တဲ့တန်းလေးကိုသိပြတယ်အခုမကစားအခုသားကစားတယ်ဟုတ်လားအခုသားပါဝင်တဲ့3မျိုးပေါ့ event 3မျိုးအသင်းလိုက်ရယ်ယူဆက်ခွန်ရယ်အလွတ်တိုင်းရယ်အခုကျေးဇူးတင်ပါတယ်အခုရောပွဲကြီးပြိသက်တယောက်အနေနဲ့ကြီးတဲ့အခါမှာအခုရောဘယ်လိုမြင်လဲကောင်းပါတယ်တနိုင်ငံလုံးကအများကြီးလာပြီးကစားကြတာဆိုတော့ဒီလိုပွဲမျိုးကchallenge ရတယ်လေကြီးရတယ်ကောင်းပါတယ်ကောင်းပါတယ်ကျွန်တော်နာမည်ကတော့ခမ်းမောင်မောင်ကျော်ပါလာရောက်ရှင်တဲ့တောင်းကလာပါကချင်လေးကလပ်ကလာပြီးမှတိုင်ပါဟုတ်ကဲ့ပါအခုဘယ်တန်းနေမှာပါဝင်ရှင်ပြိုင်ဖြစ်လဲဆိုတော့သိပြရသေးကျွန်တော်အခု30အောင်တဲ့အချိန်မှာတော့ကျွန်တော်ပါဝင်လာပါတယ်အခုလာပြိုင်တဲ့အခါမှာကိုယ့်ရဲ့ဖြစ်ပေါ်နေတဲ့လက်ရှိခံစားချက်သိပြရတယ်ကျွန်တော်ရန်ကုန်မှာခုမှစပြီးလာတိုင်ပြီးတော့ဆိုတော့နည်းလေးကွင်းစင်တော့လည်းပိုပြီးစိတ်လုံကြတာပေါ့တိုင်ပွဲနေစား။မနာမည်ကမနက်စောပါ။လာပြိုင်တာကတော့တောင်းကလာလာတင်တာပါကချင်လေးကလပ်ကူသားသူပါဟုတ်ကဲ့အမကိုကျွန်တော်တခုမေးချင်တာလေအမအခုဒီမှာလာပြိုင်နေမှာအမအခုလက်ရှိဖြစ်ပေါ်နေတဲ့ခံစားချက်လေးသိခုလက်ရှိဖြစ်ပေါ်နေတာနည်းနည်းလေးတော့စိတ်လှုပ်ရှားနေတယ်ပြန်ပြီးတော့ခုမှပြန်ကစားတော့လေနည်းနည်းလေးစိတ်လှုပ်ရှားနေပါတယ်ဟုတ်ကဲ့အမပြီးတော့အမကိုတခုမေးချင်တာအမခုံကျိုးအောင်ဘယ်လိုရိုက်လဲဆိုတော့ကျွန်တော်သိချင်ပါတယ်အဲ့ဒီတော့ကလည်းနည်းအားတွေပါသွားပြီးတော့လေတစ်ဖက်အတင်းကိုအနိုင်လိုချင်တဲ့စိတ်နဲ့တကုံရိုက်လိုက်လို့အားတွေပါသွားပြီးကျိုးသွားတာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ခုလိုဖြေချပေးဟုတ်ကျေးဇူးကျွန်တော်နာမည်ကကျော်ခန့်နိုင်ပြပါတယ်မန်းလေးရပါဒါပေမဲ့ရန်ကုန်မှာပဲနေတာပါခင်ဗျာကိုပါဝင်တဲ့အတန်းလေးကျွန်တော်ပါဝင်တဲ့အတန်းကတော့30အောက်ရဲ့အလွတ်တန်းရဲ့ဟုတ်အခုလာပြိုင်တဲ့ကိုယ့်ရဲ့ခုဖြစ်ပေါ်နေတဲ့ခံစားချက်လေးသိဖြစ်ပေါ်နေတာပြိုင်တာတွေတော့များနေတော့တိတ်တော့စိတ်လှုပ်ရှားတော့တိတ်မရှိတော့ပါဘူးဒါပုံမှန်လိုဖြစ်နေပါတယ်ဟုတ်ကဲ့ပါနိုင်ရပါသေးလို့ဆုတောင်းပေးပါနော်ကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆရာမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဆရာနာမည်နဲ့ဆရာဒီပွဲမှာတာဝန်ယူထားတဲ့အပိုင်းလေးကိုသိချင်ပါတယ်ကျွန်တော်နာမည်ဦးထေးအောင်ပါခင်ဗျာကျွန်တော်တို့ကတော့အပွဲဒီဘော့အင်းကနေပြီးပြုလုပ်တဲ့ပွဲကြီးတစ်ပွဲမှာကျွန်တော်တို့တိုင်ပြဆောင်ရွက်နေပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကိုဒီပွဲပေါ်ရဲ့အမြင်လေးလဲဆရာသုံးသပ်ပေးပါဒီပွဲအမြင်တော့ကျွန်တော်တို့ဒီပွဲကတော်တော်လေးကြီးမမလုပ်တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ခင်ဗျဒုတိယအကြိမ်ရောက်ပေါ့နော်ဒီပွဲမှာကစားတဲ့လူတွေကလည်းမမလေးစင်တွေရောအကုန်လုံးအလွတ်တမ်းမှဆိုအားလုံးအစိုးစုံလေးပါပါတယ်ခင်ဗျအမှအခုလောဆယ်တင်ကြားရတာတော့ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့လာအိုတို့ထိုင်းတို့ကမလာတော့ဘူးလို့တင်ကြားတယ်ခင်ဗျလောဆယ်နော်လောဆယ်တင်ကြားတဲ့အချက်လက်ပါကျန်တဲ့ဒီတွေးမှရှိတဲ့မမလေးစင်တွေနဲ့ကျန်တဲ့အားလုံးသောနိုင်ငံလုံးအသင်းသားတွေကတော့လာပြီးတော့ဟုတ်ပြီပြန်ကြမှာခင်ဗျခုပွဲကဟုတ်ကဲ့ဆရာခုလိုဖြေချပေးတဲ့ဆရာကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဆရာမင်္ဂလာပါဆရာရဲ့နာမည်လေးနဲ့ဆရာလာပြိုင်တဲ့မြို့နယ်နဲ့ဆရာ represent လုပ်တဲ့ club ကိုသိချင်ပါတယ်ကျွန်တော်ညီမောင်ပါလက်ရွေးစင်ဟောင်းပေါ့နော်မမလက်ရွေးစင်ဟောင်းပါလာပြိုင်တာကတော့ကျွန်တော်ကအတန်းကပေါ့ man single open ပေါ့အလွတ်တန်းပေါ့နော်အလွတ်တန်းတစ်တန်းပဲပြိုင်လို့ရတယ်ကျွန်တော်ကပြိုင်ခွင့်ရှိတယ်ပေါ့နော်အဲ့ဒါပြိုင်တယ်ပြိုင်ပြီးတော့club ကတော့ဒီ bounce ကပေါ့နော် bounce ကကျင်းပတဲ့ပွဲဒီပွဲအဲ့တော့ဒီ bounce မှာကျွန်တော်ကိုစားပြုပြီးတော့ပြိုင်ပါလောလောဆယ်ဟုတ်ဆရာဒီလိုပွဲတွေပြိုင်တဲ့အခါမှာဆရာခုဒီပွဲပုံမှာရောအမြင်လေးနဲ့ဆရာခံစားနေရတဲ့ feeling လေးကိုသိချင်ပါတယ်ဆရာဒီ atmosphere ကိုသဘောကျနှစ်သက်ဒီပြိုင်ပွဲရဲ့အခင်းအကျင်းနဲ့လုပ်တဲ့ရည်ရွယ်ချက်ဒါကိုဦးစီးတဲ့ committee ပေါ့နော် organizing committee ဒီဟာတွေကတော့အားရကျင်းတဲ့ပွဲရှိတယ်ပေါ့ကျွန်တော်တို့အားရတယ်ဒီလိုပွဲမျိုးကများများလုပ်ပေးတင်တယ်ဒါမြန်မာနိုင်ငံမှာဆိုရင်တော့ဒါစုကြီးအနေနဲ့ဘောလာပြိုင်သူနေအရေးအတွက်နှစ်ခုနဲ့ကြည့်မယ်ဆိုတာအကြီးဆုံးပွဲပဲအကြီးဆုံးပွဲလို့ပြောလို့ရတယ်နော်ဟို
လာပြိုင်တဲ့လူတွေကတော့ကျွန်တော်တို့ရှင်ပြိုင်တဲ့အခါမှာရည်ရွယ်ချက်အမျိုးမျိုးခံချက်အမျိုးမျိုးရှိကြမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကတော့အဓိကကအဲ့ဒီတေချာလေ့ကျင့်ထားတဲ့လူရှိတယ်ဒီလိုပွဲကြီးမှာရည်ရွယ်ချက်ကအောင်နိုင်ရေးပေါ့နော်အသင်းအောင်နိုင်ရေးတဦးချင်းရဲ့စွမ်းဆောင်ရေးအောင်နိုင်ရေးရှိတဲ့အပြင်ကိုဒီပွဲရဲ့အတွေ့အကြုံကိုယူပြီးတော့နိုင်ငံသားမှာအဆင့်တက်လှမ်းမဲ့သူတွေလည်းလူငယ်တွေလည်းအများရှိကြတယ်သူတို့ကတော့ပြိုင်တာလေးလေးစားစားနဲ့ international standard ကိုလိုက်နာပြီးတော့လေးလေးစားစားပြိုင်နေတယ်ဒါသူတို့အတွက်ပြောပေးတာအပျော်တန်းသမားကြတော့လေသူကကိုလာတဲ့ရွေးချယ်ကိုပြောခြင်းနဲ့ဆိုရင်တော့ဒါပျော်ဖို့လိုတယ်ပေါ့နော်ပျော်ဖို့လိုတယ်ပေါ့ကျွန်တော်အဓိကမှာချင်တာကတော့လူငယ်တွေပေါ့ကိုလည်းမြန်မာလေယူစင်အောင်ဆိုတော့နောင်ဖြစ်လာမဲ့မြန်မာလေယူစင်တွေဖြစ်တဲ့လူငယ်တွေကိုပို့ပြီးတော့ဖြစ်စေချင်ဒီလိုပွဲမျိုးကသူတို့ပွဲပဲဖြစ်ရမယ်သူတို့အများဆုံးစွမ်းဆောင်ရည်အပြည့် result performance တွေ result တွေကိုရအောင်ထုတ်နိုင်ရမယ်လေ့ကျင့်တာအကုန်ထုတ်သုံးနိုင်ရမယ်ပြီးတော့မှဒီအပေါ်မှာပြန်သင်ယူလမ်းလုပ်ပြီးတော့တိုးတက်အောင်ပြန်ပြုပြင်ပြန်ကျင့်ရမှာလည်းရှိတယ်ဒီအတွေ့အကြုံကတွေ့ကြုံကောင်းဖြစ်တယ်ဒီပွဲအတွေ့အကြုံကတွေ့ကြုံကောင်းဖြစ်တယ်အဲ့ဒါလေးပါဟုတ်ကဲ့ ဘလို့ပြည့်စုံပြပြပြီးတော့ဆရာကိုလည်းကျေးဇူးတင်ပါတယ်နော်ဆရာကျေးဇူးပါ ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ဆရာမင်္ဂလာပါ မင်္ဂလာပါကိုတွေ့ရဝမ်းတော့ဗျာဟုတ် ဆရာရဲ့နာမည်လေးနဲ့ဆရာဒီမှာပါဝင်တဲ့အတိုင်းပြပူစားပြုတဲ့ class ရှိရင်ခေါ်ပြပါ ဟုတ်ကျွန်တော်ကမန္တလေးတိုင်းဒီဘထူးကလပ်ပါဗျာဘထူးစပယ်ဒီကလပ်ကပါကျွန်တော်ကနီးပြပါဗျာကလေးတွေလည်းဒီမှာပါဝင်ရှင်ပြိုင်ပြီးကစားပါတယ်ပေါ့လေကျွန်တော်ပြောင်းဝင်ရှင်ပြိုင်နေကစားရတာ45နှစ်နဲ့60တက်မှာပြောင်းဝင်ရှင်ပြိုင်ကစားပါတယ်ဗျာဟုတ်ဆရာရဲ့ဘာဒုကလကဒီပွဲမှာပွဲချမ်းနေရလို့ပြောလို့ရတယ်ဆရာရဲ့ဆရာရဲ့အဲ့ဒီပုံမှာဆရာရဲ့တပည့်တွေပုံမှာပြီးပြီ ဟုတ်ဒီလိုပြိုင်ပွဲတွေမှာပေါ့လာပြီးရှင်ပြိုင်တဲ့အတွက်ကြောင့်ပေါ့ကျွန်တော်တို့ပဲဒီအောင်မြင်မှုကိုရရှိအောင်ဒီကျွန်တော်အတိုင်းနဲ့ဝမ်းသာပါဟုတ်ကဲ့ဟုတ်အဲ့တော့လည်း congratulation ပါနောက်ဆုံးအနေနဲ့ဆရာဒီပွဲရဲ့အနေလေးကိုကြည့်ကြပါဦး ဟုတ်အကောင်းပါရဲ့ပေါ့ဒီပွဲอ่ะပေါ့ဒါမြန်မာနိုင်ငံမှာဒါအမြင့်ဆုံးပွဲလို့ပြောလို့ရတယ်ဒါကျွန်တော်တို့ဒီရွှေပေးရဲဆိုတဲ့အတိုင်းဒါသူကြီးလည်းများတယ်ပေါ့ဒါမြန်မာနိုင်ငံမှာဒါအမြင့်ဆုံးပွဲပါခင်ဗျာအမြင့်ဆုံးပွဲကိုကျွန်တော်လာပြီးရှင်းပြတာပါခင်ဗျာဟုတ်ဘလို့ဖြေကြပြတဲ့ဆရာကိုကျေးဇူးတင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဘာလို့လဲလာခဲ့ပါခဲ့ပါဟုတ်ကိုမင်္ဂလာပါ မင်္ဂလာပါညီ ကိုနာမည်နဲ့အကိုပါဝင်တဲ့ကိုရဲ့ ကျွန်တော်အောင်ကျော်ပါကျွန်တော်ဒီမှာပြိုင်တာ60အောက်ရယ်အလော်တန်စင်ဂါရယ်team ရယ်ပေါ့နော်ဟုတ်ကဲ့ပါဘယ်မျိုးနေလာရောက်ရှင်ပိုင်းလဲမဟုတ်ဘူးထောင်းကိုစားပြုတဲ့ကလပ်ကိုရှိတာ ရှေ့အခုတော့ Chase Trio Club ဟုတ်ကဲ့ပါဒါအခုအနေနဲ့ပေါ့နော်အခုဝဲပုံမှာအခုရဲ့အမြင်လေးချက်တော့ပြောပြပေးပါ ကောင်းပါလေဒီလိုမျိုးပွဲတွေလေဒီလိုမျိုးပွဲကြီးတွေရောပွဲသေးတွေရောအများတန်းတွေလာစင်လာတဲ့စမ်းပြလောက်တင်တယ်နောက်ပြီးတော့အထူးသဖြင့်ဒါတွေကအပွဲချုပ်အနေနဲ့ပေါ့နော်ပွဲချုပ်ကနေပြီးတော့ဒီစီအောင်ကျင်းပတဲ့ပွဲတွေကလင်ဒါရှိရင်တော့ပိုကောင်းတာပေါ့ကလင်ဒါဆိုရင်ဒါမှကစားသမားတွေကပို့ပြီးတော့ပြင်ဆင်ရမယ်ကလင်ဒါဆိုပွဲချုပ်ကလင်ဒါပေါ့နော်ဆိုကြပါစို့ okay January February March ဘယ်လာမှာဘယ်နဲ့ဘယ်ရမှာကလင်ဒါရှိရင်ကြောင့်ကစားသမားတွေပို့ပြီးပြင်ဆင်မဲ့ပို့ရတာအခုလိုဒီ sponsor ကောင်းတဲ့ပြိုင်ပွဲရှိကောင်းတာပေါ့နော်ဟုတ်ကျွန်တော်စပိုက်လုံးနဲ့ share လေးအများနေပြီးတော့ပြိုင်ပွဲပုံကျင်းပနိုင်ဖို့ကောင်းတာပေါ့နော်ဟုတ်အခုလာပြိုင်တဲ့လူတွေရောလာမပြိုင်ဖြစ်တဲ့လူတွေရောလူကြီးတွေရောဒီဘွဲမှာမပါဝင်ဖြစ်တဲ့လူတွေရောအခုအနေနဲ့နောက်ဆုံးအမှားစကားလေးပြောကြပြီဒီပင်မောင်အားစားတော့ဗျာdaily exercise ကိုလည်းကောင်းတယ်လေနေရာလဲချင်းနေရာလဲတိတ်ရဲမလို့ငွေကြီးရလဲတိတ်ပြီးအောင်သုံးဆွဲအောင်ဒီအားစားလုပ်တဲ့အတွက်ချမ်းမိုက်တယ်ပေါ့ daily activity နဲ့လွယ်တယ်လေကောင်းတယ်အမတိုင်ဖြစ်တာတော့အကြောင်းမျိုးကြောင့်အဲ့ဒါဘယ်လိုဆောင်လဲနောက်ပြန်ခွဲလေပုံပြီး participation rate ပိုပါတယ်ပိုကောင်းတာပေါ့နော် participation rate ပိုကောင်းတာဒီနိုင်တော့အထူးသဖြင့်နေရလူတွေပေါ့နော်ခုကလည်းဒီအချိန်အကြောင်းချွတ်ရလာမပြန်တယ်ဟုတ်ပြီဟုတ်တယ်အဲ့ကြောင့်ဟုတ်ကဲ့ ခုလိုဖြေကြပြတဲ့အတွက်ဆရာကိုကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ thank you ကျွန်တော်နာမည်မင်းထက်ပိုင်းပါဗျဟုတ်ဘတ်တူမန်လေးဘတ်တူဝင်းကလာရိုက်တာဗျဗျ မန္တလေးကနေတော့ ဟုတ်ကဲ့ဗျဟုတ်ကဲ့ပြီးတော့ဟိုပါဝင်ထားတဲ့တန်းနေသိကြပါလား အခုပြိုင်ပွဲလုပ်တဲ့တဲမှာတော့ကျွန်တော်18နှစ်အောက်အမျိုးသားပွဲပါတယ်အမျိုးသားအလွတ်တန်းပါတယ်ပြီးတော့အတင်းလိုက်လည်းပါတယ်ဗျဟုတ် အခုအနေနဲ့အခုလာပြီးတော့ဒီမှာလာကစားတဲ့အခုဟိုဒီ atmosphere ကိုဘယ်လိုမြင်လဲ ကောင်းပါတယ်ဗျတနိုင်ငံလုံးလူတွေများတော့
စောရတာကောင်းပါတယ်ဗျဟုတ် ပြီးတော့နောက်ဆုံးအနေနဲ့မေးချင်တာဘယ်လိုခုပြိုင်နေရတဲ့ခါမှာခုဒုက္ခစားရတယ် နိုင်အောင်တော့ကစားမှာပေါ့ဗျဟုတ် တော့နာမည်ကတော့အောင်လေးဖြစ်ပါတယ်ချမ်းအနန္တနေလာတယ်နာနေဘာဖြစ်လဲပေါ့ဟုတ် မန္တလေးဘာဒုကလပ်ကနေလာပြန်အခုဒီမှာလာပြန်ရင်တော့အခုဘယ်လို feeling မျိုးဖြစ်ပေါ်နေလဲဘယ်လို အဲဒီလူရင်းကပြညုံကောင်းနေရရှိပြီးတော့ဟိုအမှန်ကောင်းတဲ့အားလုံး ပါဘူးနောက်ဆုံးအနေနဲ့ bro ဒီမှာလာပြိုင်တဲ့အခါမှာ bro ဘာတွေပြင်ဆင်လာလဲ အဲဒီနေ့အောင်လုပ်လာတယ်အမေကအောင်လုပ်ထားတာ ခုလိုဖြေချပြတဲ့ကျေးဇူးပါနော် bro နာမည်ကတော့လူကိုအောင်ပါကျွန်တော်ကမန္တလေးမြို့ကပါကျွန်တော်အခုဒီ passport ပြိုင်ပွဲမှာတိုင်တဲ့အတန်းကတော့အလွတ်တန်းပြိုင်ပွဲနဲ့30နှစ်ရောက်ပါ ဟုတ်ပါbro ခုဒီမှာလာကစားတဲ့ဟာ bro ရဲ့စိတ်ထဲမှာဘယ်လို feeling ဖြစ်ပေါ်လဲဒီ atmosphere ကိုဘယ်လိုမြင် ရန်စိတ်လို့ရှိ bro ဒီအတွက်ကဘာတွေပြင်ဆင်လာလဲသိချင် ပြင်နေတာပုံမှန်ထွင်နေစင်းတာပဲပွဲရ bro နိုင်ငံခြားတွေမှာလည်းသွားပြိုင်တယ်လို့သတင်းတွေကြားထားပါတယ်ပေါ့ bro အဲ့ဒါရော bro နိုင်ငံခြားအတွေ့အကြုံတွေရောဒီပွဲမှာအသုံးချဖြစ်မယ်လို့ bro ယုံကြည်လား ပြုံးပြပါ ခုလိုဖြေချပြတဲ့ကျေးဇူးတင်ပါတယ်နော် bro ကျေးဇူးကျွန်တော်နာမည်အမောင်ဆိုင်မြင့်မှုနဲ့ကျွန်တော်ကဒီ bounce club ကbounce club ကျွန်တော်တော့အသင်းလိုက်18နှစ်အောင်အလွတ်တန်းရင်ပြန် bro နိုင်ငံခြားဒီမှာပြိုင်ပွဲတွေမှာစုရလာတယ်လို့သတင်းတွေကြားတယ် bro ဘာစုရလာလဲဆိုတော့ချက်လောက်ပြောပြပေး ကျွန်တော်ပတ္တရားပြိုင်ပွဲမှာတော့ကျွန်တော်ဒုတိယရခဲ့တယ် ။ဘာအဲ့ဒီအတွေ့အကြုံကဒီပွဲမှာအသုံးချမယ်လို့ယုံတယ် ဟိုရုံးကြည့်ပါကျွန်တော်သုံးချလိုက်တယ်လို့ ။ခုလိုပြေချပြတဲ့ကျေးဇူးတင်ပါတယ် bro ။အခုတင်ပြသွားတဲ့အကြောင်းအရာမှာကျွန်တော်ကိုမူရနှုတ်မူရများမှားယွင်းခဲ့တည်ရှိတော့ခွင့်လို့ပေးဖို့တောင်းဆိုလိုပါတယ်။ကျွန်တော်လည်းဒီလို player တွေကို interview မေးဖို့မေးတာပထမဆုံးအကြိမ်မို့အရင်စိတ်လှုပ်ရှားရပါတယ်။နောက်ပြီးကျွန်တော် interview တဲ့သူတွေထဲမှာဒီပွဲရဲ့ winner တွေ medalist တွေပါဝင်တဲ့အတွက်လည်းသူတို့အစားကျေနပ်ပီတိဖြစ်ရပါတယ်။ယနေ့ရဲ့ဝေးကမိတ်ဆွေတဲ့အကိုအမားတွေနဲ့တွေ့ဆုံရတဲ့အတွက်လည်းဘုံယူဝမ်းမြောက်ရပါတယ်။နောက်ပြီးမနေ့ကမှကျွန်တော် TikTok account တစ်ခုလည်းဖွင့်ထားပါတယ်။ TikTok မှာ follow လုပ်ထားပေးဖို့လည်းအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ link ကို description မှာဖော်ပြပေးထားပါတယ်။အားလုံးပဲ God bless you ပါ